္ဂလာပါရှင်Ethan Live မှာပြန်လဲကြိုဆိုပါရစေဒီနေ့ပြောချင်တာကတော့ဘောနော်ဟိုနေ့ကမကိုက်ရဟာလိမ့်တဲ့ဟာကတော့အကြီးလေးအတွက်ပေါ့နော်ငယ်လေးအတွက်ဘာကောင်းမလဲဆိုပြီးတော့တပတ်လောက်စမ်းသုံးကြည့်နေတပတ်လောက်တော့ရှိပြီနဲ့တူတယ်အဲ့လိုမျိုးစမ်းသုံးကြည့်တာပေါ့ပထမတော့ညီမတရက်ကိုယ်တိုင်ရင်သုံးတယ်ပေါ့နော်သူကတရက်ကိုယ်တိုင်သုံးပြီးမှခလေးကြတော့ခလေးငယ်လေးကြတော့တငယ်ချင်းကလည်းလာမေးတယ်ခလေးလာသားလေးတွေဘာသုံးလို့ရမလဲပေါ့နော်အဲ့ဒါဆိုတော့လာမေးတဲ့အတွက်ကြောင့်လာသားကနေစသုံးလို့ရတဲ့ပေါ့ချင်းမကိုက်တဲ့ဆေးရည်လေးကိုညီမလိုက်ရှာဝယ်တယ်ပေါ့နော်ဒါချစ်ကိုတဲ့စိတ်ကလေးကတော့မှာပေါ့နော်ကြော်ညာမဟုတ်ဘူးเนาะဒါညီမကိုယ်တိုင်သုံးပြီးတော့အဆင်ပြေလို့ပြန်ပြီးတော့တကယ်လဲပေါ့နော်အနံ့လေးကတော့သူက natural ingredient အနေနဲ့ပြုလုပ်ထားဆိုအနံ့ကတော့တိတ်ပြီးတော့တမျိုးလေးဖြစ်နေတော့ကိုကတိတ်မကြိုက်ဘူးမကြိုက်ပေမဲ့ခလေးတွေအင်ဂျီမှာလိမ့်ပေးတယ်အင်ဂျီမှာလိမ့်ပေးတယ်ပြီးတော့ခလေးကငယ်သေးတော့အင်ဂျီမှာပဲလိမ့်ပေးဖို့တော့ recommend ပေးခြင်းနဲ့ပေါ့နော်အင်ဂျီမှာပဲကိုကတော့လိမ့်ပေးတဲ့တကယ်လဲချင်းမကိုက်ဘူးဆိုတာတွေ့ရတယ်ပြီးတော့သူကအဖုံးexpire တော့မပါဘူးဒီ roll လေးလှည့်ပြီးတဲ့အချိန်ကနေ6လပေါ့နော်6လထိခံတယ်လို့တော့ပြောတယ်6လထိခံတယ်လို့တော့ပြောတယ်ပြီးတော့အသက်လသားကနေပြီးတော့သက်2နှစ်နဲ့အထက်ထိ2 plus ပေါ့နော်အဲ့တော့သုံးလို့ရတယ်ဆိုပြီးတော့ roll on တိုက်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေကိုနားလေးနော်ဖွင့်မယ်ဟုတ်လား roll on တိုက်ကလေးတွေကိုသမီးလေးကိုဘယ်လိုလိမ့်လဲဆိုတာခေါ်ပြမယ်နော်ခဏလေးလိမ့်နေအင်ဂျီကိုလိမ့်ပြတယ်သမီးဘယ်လိုလိမ့်လဲနော်အဲ့လိုအင်ဂျီလေးလိမ့်နေအမှ roll on တိုက်ကလေးဆိုလိမ့်ရတာလို့ရသမီးမမှုတ်ချားနေအင်ဂျီလေးကိုအဲ့လိုလေးပဲလိမ့်ပြီးတော့မလေးကြီးပြနေကြိုက်ချင်မကြိုက်ဘူးနော်ကြိုက်ဘူးလားသမီးလိမ့်တာဘယ်လိုလဲပြလိုက်ပါကြိုက်လားသမီးကြိုက်ဘူးနော်ကြိုက်လားသမီးကိုပြောနေတာလေကြိုက်ဘူးပြောပြလိုက်ကြိုက်ဘူးတက်တာပါနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်